မင်္ဂလာပါရှင်ဒီနေ့ကျမနဲ့အတူတူပေါင်နှုတ်ကြောနဲ့ပေါင်ရင်းကြောလေးတွေကိုဖြည့်လျှော်စီမယ်လေ့ကျင့်ငယ်လေးအတူတူလေ့ကျင့်ကြည့်ကြရအောင်အရင်ဆုံးမိမိစိတ်ထဲကနေပြီးတော့ဒီနေ့အတွက်တဏိဌာန်ကလေးချမှတ်ကြည့်ပါဒီနေ့ဖြစ်ဖြစ်သမျှလေးတွေကိုလက်ခံပြီးတော့ကျမရဲ့အတွက်အကျိုးရှိစွာဒီနေ့ရဲ့လေးကိုအတုံးချသွားပါမယ်နေတိုင်းကလေးချပြီးတဲ့အခါမှာဝဲခြေထောက်ကလေးနှစ်ဖက်ကိုအရှိကိုဆန်ထုတ်လိုက်ပါစတင်ပုံးလေးပေါ်မှာတည်တည်ချာချာလေးထိုင်ပြီးမယ်ညာဒူးလေးကိုကွေးခြေဘဝလေးကိုကအသက်ရှူတွင်းပြီးတော့ဒူးလေးကိုဆန်ထုတ်မယ်ရှူထုတ်ပြီးပြန်ချရှူတွင်းဆန်ထုတ်မယ်ရှူထုတ်ပြန်ချမယ်ရှူတွင်းရှူထုတ်ရှူထုတ်ရှူတွင်စံထုတ်ပြီးတော့ပို့ထားပေးမယ်ကြောကုန်းလေးကိုစံထားပေးပါကိုရဲ့ခြေဘဝလေးကိုကြည့်ထားပေးပါရှူတွင်ရှူထုတ်ကလေးနဲ့ခဏလေးထိန်းထားပေးမယ်3 2ကိုရဲ့ညာဒူးလေးကိုညာဘက်နောက်ကျောလေးကိုဆွဲမယ်ညာခြေချင်းဝက်ကလေးကိုဘယ်ဘက်တောင်းလေးကိုထိညာဘက်ဒူးလေးကကိုရဲ့ညာတောင်းလေးကိုထိကလေးလေးရေဝင်ထဲမှာပိုက်ထားတဲ့လိုမျိုးလေးလုပ်ပြီးတော့ကျွန်တော်ကိုရဲ့ညာဘက်ဒူးလေးကိုရသလောက်အနောက်ကိုဆွဲပါမယ်ရှူတိရှူတုကလေးပုံမှန်ပြီးဖို့မမေ့ပါနဲ့ခြေချင်းဝက်ကလေးကိုဘယ်ဒူးလေးပေါ်မှာတင်မယ်ဘယ်ဒူးလေးကိုကွေးခါကြောလေးကိုစံထုတ်လက်ကလေးကိုအနောက်မှာတောက်ထားပြီအဲဒီအချိန်မှာကြောကုန်းလေးကခုံမသွားပါနဲ့တနိုင်တလောက်စံထုတ်ထားပြီးပါညာဘက်ဒူးလေးကညာဘက်ကလေးကိုပြချထားပြီးပါရှူသွေးရှူထုတ်ပုံမှန်ပြုလုပ်ပြီးပါခြေချင်းဝက်ကလေးကညာဘက်ကိုရွှေ့လိုက်မယ်ညာဘက်ဒူးလေးကဘယ်ခြေချင်းဝက်ပေါ်မှာညာဘက်ခြေချင်းဝက်ကလေးကဘယ်ဒူးလေးပေါ်မှာကိုယ့်ရဲ့ခြေသလုံးလေးကတန်တန်လေးရှိနေပြီးတော့ triangle shape လေးရှိနေရမယ်အသက်ရှူတွင်ရှူထုတ်ရင်းနဲ့ဝမ်းဘက်ကြိုးလေးစံထုတ်ကြုံလေးဖိချပြီးတော့ကိုယ့်ဥကောင်းလေးကိုခြေသလုံးလေးရှိမှချထားလို့ရပါတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကဒီလောက်ထိလုံနိုင်သေးဘူးမလိုက်နိုင်သေးဘူးဆိုလို့ရှိရင်ကျမတို့လက်ကလေးနှစ်ဖက်ကိုဒူးပေါင်လေးပေါ်မှာတင်ထားလို့ရပါတယ်ခုသက်ရှူတွင်ရင်းနဲ့ကိုယ့်ရဲ့ညာဘက်လက်ကလေးကိုညာဘက်ကလေးကိုရွှေ့တော့ဘယ်ဘက်လက်ကလေးကိုလည်းရွှေ့ထားညာဘက်ပေါင်ပေါ်မှာဝမ်းဘက်ကလေးထားပြီးရှူသွေးရှူထုတ်ကလေးနဲ့ခဏလေးထိန်းထားပြီးမယ်သက်ရှူတွင်စံတောင်းပြင်လာမယ်ရှူထုတ်ပြီးလက်ကလေးနှစ်ဖက်နောက်ကိုဆန်ထုတ်ခြေထောက်ကလေးနှစ်ဖက်ကိုဆန်ထုတ်ကျမတို့ဘယ်ဘက်ကျန်လေးသွားမယ်ဘယ်ဒူးလေးကိုကွေးခြေပြားလေးကိုလက်ကလေးနှစ်ဖက်နဲ့ကိုင်မယ်သက်ရှူတွင်ဒူးလေးဆန်ထုတ်ရှူထုတ်ပြီးပြန်ချရှူတွင်စံထုတ်မယ်ရှူထုတ်ပြီးပြန်ချမယ်ရှူတွင်ရှူထုတ်ရှူတွင်ရှူထုတ်ရှူတွင်စံထုတ်ပြီးဟိုထားပြီးမယ်ကြောကုန်းလေးစံထားပေးပါဒူးလေးရသလောက်စံထားပေးပါကိုယ့်ရဲ့ချီမလေးကိုကြည့်ထားပေးမယ်3 2 and 1ပြေးချင်းစီဘယ်ဒူးလေးကိုဘယ်ဘက်နောက်ကလေးကိုပြေးချင်းစီရွှေ့ဒူးလေးကိုပိုက်ခဏကိုယ့်ရဲ့ hip joint လေးကိုပြေးချင်းစီလဲပေးမယ်ဒူးလေးကိုရသလောက်နောက်ကိုဆွဲပေးမယ်
ပေါင်နှွင်းကြောတွေကိုဝင်စေပါတယ်ဒီလိုမျိုးလေးလှုပ်ထားပေးခြင်းကရှုတင်ရှုထုတ်ကလေးနဲ့တင်ထားပေးမယ်ခြေချင်းဝက်ကလေးကညာတူးတက်ကလေးကိုတင်လိုက်မယ်ညာဒူးလေးကိုကွေးဝမ်းပိုက်ကြောလေးစမ်းထုတ်ကြောကုံလေးကမခုံသွားပါနဲ့ဘဲဒူးလေးကိုပြပြချင်းစီဖိချပေးရှုသွင်းရှုထုတ်ကလေးနဲ့ခဏလေးထိန်းထားပေးမယ်ညာဘက်ခြေချင်းဝက်ကလေးကဘဲဘက်ကလေးကိုရှော့ဘဲလူလေးရဲ့အောက်မှာညာဘက်ခြေချင်းဝက်ကလေးရှိတွေ့ကန်ပုံစံလေးကိုရဲ့ဒူးအခြေအနေလေးကရှိနေရပြီးလို့ရှိရင်လက်ကလေးနှစ်ဖက်ကကိုရဲ့ဒူးပေါင်ပေါ်မှာတင်ထားလို့ရတယ်လို့လက်ကလေးနှစ်ဖက်ကိုရှူစမ်းထုတ်ကြုံလေးကိုဖိကြပြီးတော့ကိုရဲ့နှစ်ဖူးဦးခေါင်းလေးကခြေတစ်လုံးလေးရှိမှချထားလို့လည်းရပါတယ်တကူရှူသွင်းရင်လည်းဘယ်ဘက်လက်ကလေးကိုဘယ်ဘက်ကလေးကိုရှောက်သွားပြီးညာဘက်လက်ကလေးကဘယ်ဘက်နားလေးကိုရှောက်သွားကိုရဲ့ဘယ်ဘက်ပေါင်ပေါ်မှာဝမ်းပိုက်ကလေးကိုဖိချထားပေးမယ်အဲ့ဒီချိန်မှာပေါင်ရင်းကြောလေးတွေကကြောလေးတွေရှော့လာတာကိုခံစားပေးကြည့်လို့ရပါတယ်သက်ရှူသွင်းစင်တာကိုပြန်ယူမယ်ရှူထုတ်ရင်းနဲ့လက်ကလေးနှစ်ဖက်ပြန်ယူသွားပြီခြေပြားလေးနှစ်ဖက်ကိုကိုယ့်ရဲ့ joint အကွာဝေးလေးနဲ့ကားလိုက်မယ်ရှူသွင်းပြီးတော့ညာဘက်ကိုဒူးလေးနှစ်ဖက်ကိုရေးရှူထုတ်ရှူသွင်းရင်းနဲ့ဘယ်ညာဒူးလေးကိုရေးပြီးမယ်ကျမတို့ညာဘက်ဒူးလေးကကိုယ့်ရဲ့ရှင်းနဲ့တထန်နဲ့အရှိမ90 degree ထားရမယ်အနောက်ကဘဲခြေထောက်ကလေးကလည်း90ရှိတ်ကလေးထားရပြီးတော့ညာဘက်ပေါင်ပေါ်မှာကိုယ့်ရဲ့ဝမ်းပိုက်ကလေးကိုဖိချထားပြီးဂျုံလေးကိုစမ်းထုတ်ထားပေးမယ်ရှူတင်ရှူထုတ်ကလေးနဲ့ထိန်းထားကိုယ့်ရဲ့ခန္ဓာကိုယ်လေးကိုဘယ်ဘက်ကလေးကိုရေးပြပြချင်းစီချပေးမယ်ရှူတွင်မိပြပြချင်းစီလက်ကလေးနှစ်ဖက်ခန္ဓာကိုယ်စီကိုပြန်လျှောက်လာပြီးကျမတို့ကိုယ့်ရဲ့ခြေထောက်ကလေးကိုချိန်ပါမယ်ဘယ်ခြေထောက်ကလေးကအရှိညာခြေထောက်ကလေးကအနောက်90ရှိတ်ကလေးဖြစ်ပါမယ်တရှူတွင်ရှူထုတ်ရင်းနဲ့ကိုယ်ဝမ်းပိုက်ကလေးကိုဘယ်ဘက်ပေါင်လေးပေါ်မှာဖိချထားပြီးကြောကုံလေးကိုစမ်းထုတ်လက်ပြားလေးတွေစမ်းထုတ်ရှူသွင်းရှူထုတ်ကလေးနဲ့ခဏလေးထိန်းထားပေးပါခြေထောက်လေးနှစ်ပတ်ကိုဖြည်းဖြည်းချင်းစီစုကျမတို့ butterfly pose ကလေးသွားပါမယ်ခြေပြားလေးကိုရသလောက်ကိုယ့်ရဲ့ပေါင်တွင်ကြောဘက်ကိုဆွဲယူလာပေးပါလက်ကလေးနှစ်ပတ်ကိုရှက်ခြေပြားလေးနှစ်ပတ်ကိုဆူပြီးတော့ကန်ထားပေးမယ်ခါလေးကိုမမက်ကလေးထားပြီးပခုံးလေးကလျှော့ချထားပေးပါလေပင်လေးကိုဆန်ထုတ်ထားပေးမယ်ရှူတင်ရှူထုတ်ကလေးနဲ့ခဏလေးနေပြီးအသက်ရှူသွင်းနဲ့ကိုယ့်ရဲ့ဒူးလေးကိုမှတင်မယ်ရှူထုတ်ပြီးတော့ပြန်ကြမယ်ရှူထုတ်ရှူထုတ်
ကိုရဲ့ဒူလေးကိုကြံမြင်ဘက်ကိုရသလောက်ကလေးချထားပြီးကိုရဲ့ပေါင်အလေလေးကိုလက်ကလေးနဲ့ကိုင်ပြီးတော့ဖြည်းဖြည်းချင်းစီကိုရဲ့ဒူလေးကိုဖိချမယ်။အမကြော်လေးစမ်းထုံမယ်။ကြော်ကုန်းလေးကိုဖိချမယ်။အရှိကိုကြည်ထားမယ်။ကြော်ကုန်းလေးကိုတက်နိုင်သလောက်စမ်းထုတ်ထားပေးမယ်။အချိန်မှာကိုရဲ့ပေါင်တွင်းကြော်ကလေးတွေကရှော့နေပါလိမ့်မယ်။ဒူလေးနှစ်ဖက်ရသလောက်ကြံပြီးမော်ကိုချမယ်။လက်ကလေးနှစ်ဖက်ကိုစမ်းထုတ်ရှူသိရှူထုတ်မိကနာလေးထိန်ထားပေးပါဒီလိုနေခြင်းကကျမတို့ပေါင်ရင်းကြောမှာရှိတဲ့အကျော်တွေကိုဖြေလျှော့စေပါတယ်ပြေးချင်းစီလက်ကလေးနှစ်ဖက်ကိုအနောက်ကိုရှောက်လာပြီးကျူလေးနှစ်ဖက်ကိုပိုက်ကျုံလေးကိုခုံနှစ်ဖူးနဲ့ကျူလေးတီးပြီးခဏလေးနာယူပေးပါဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်